အဲ့ဒါလေအဓိကရင်းနေကမလောက်တော့နည်းနည်းပြန်ဆိုမှရမှာပေါ့ဟုတ်ခဏလေးနဲ့ကြည့်လိုက်အောင်အတီးများနေတယောက်တည်းရှင်နေကြည်ပွေးသမျှရဲ့အပူမိလူတိမာလေးရှင်ပါအတီးများနေတယောက်တည်းရှင်နေကြည်ပွေးသမျှရဲ့အပူမိလူတိမာလေးရှင်ပါခဏလေးလူတိမာလေးရှင်ပါအဲ့ဒါရမလားခဏလေးရှက်ပါတယ်အဲ့လိုပဲဆိုဘူးလားရှက်ပါတယ်တဲ့ဟမ်အေးနားတော့မကောင်းအတွင်းများနဲ့တယောက်တည်းရင်းနေချေကိုသမျှရဲ့အပူမိလူတိမာလဲရှက်ပါတယ်အဲ့ရှက်ပါတယ်ပြီးတော့ဘလို့ပြန်တက်သွားလဲမိလူတိမာလေးရှင်ပါတလုံးလုံးနဲ့ရှင်နေအဆန်းဆန်းနာတဲ့အသေးတွေများလည်းမတည်နိုင်ဘူးရှက်ပါတယ်တမျိုးဖြစ်လူတိမာလေးရှင်ပါပြဿနာတော့မရှိဘူး။တရားပူကောင်း။ဘူမီလူတိမာလဲရှက်ပါတယ်။ငါတော့ဂျိုးချတာပဲကြိုက်တယ်။ဒါပေမဲ့ဆိုလို့မရဘူးလားမဟုတ်လားရတယ်။ရှက်ပါတယ်။ဟိုတချင်းနဲ့တိတ်မတူဘူးလို့။တူရှင်နော်။အပူမီလူတိမာလဲရှက်ပါတယ်။တနုံနုံနဲ့ကျွန်တော်တခါလေးတက်ပြီးတော့တခါလေးအဲ့ဒီဟိုဘက်အတက်ကိုသွားလာအဲ့ကြောင့်မပင်မန်းတာပေါ့ပင်မန်းတာပေါ့နော်ဆိုတော့မင်းဒါလို့အဲ့လိုမျိုးဆိုကြတယ်ဆိုဆိုလို့ရတယ်ရတယ်နော်ပြဿနာမျိုးဒါပေမဲ့လှမှာပြတ်မှာအဲ့တနုံနုံနဲ့ကြာရင်ပဲရောက်မှာပြတ်မှာဟောရှက်ပါလေတနုံနုံနဲ့ရင်နေအဲ့ဒါကြီးရောက်မှလှအဲ့ဒါရောက်မှလှနော်စမ်းကြည့်လိုက်မယ်အဲ့တလုံးတော့ကနေဆိုမယ်နော်အဲ့အမဟိုကနေဆိုမှပြောတာရင်ထဲရလားရင်ထဲနော်ရင်ထဲဖြစ်နေနော်ရှုပ်ပြရမော